တိုင်းမှာလူရလို့ဖြစ်လာတာနဲ့အကောင်းဆုံးလောကရန်10ပါးနဲ့ကြုံတွေ့ရမှာမလွဲဧကံပဲလူတိုင်းကြုံတွေ့ရမယ်ဒီ10ပါးနဲ့လာဘအလာဘနော်လက်တွေများတယ်မိမိအတိတ်ဘဝကောင်းမှုကုသိုလ်တွေလုပ်ခဲ့တယ်ပြစ္ဆကဘဝမှာလည်းကောင်းမှုကုသိုလ်တွေလုပ်တယ်ကံကြံဝိရိယစိုက်ပြီးကြိုးစားရှာတယ်ဒါဆိုလက်တွေများတယ်နော်ကောင်းမှုကုသိုလ်တွေနဲ့လုပ်တဲ့နော်ရတဲ့လက်တမာသီဝနဲ့ရတဲ့လက်ကတော့အကောင်းဆုံးပဲနော်သူများဥစ္စာပစ္စည်းတွေခိုးတယ်သူများတွေမတရားတတ်တယ်နော်ရောင်းဝယ်ဖောက်ကားတယ်နော်အစိတ်တောက်လက်နဲ့ဒီရောင်းဝယ်ဖောက်ကားတယ်နော်ဒီလိုရောင်းဝယ်ဖောက်ကားခြင်းနဲ့ကြီးပွားတာတွေကတော့လုံးဝပဲပညာရှိသူတော်ကောင်းတွေကအာမပေးပါဘူးနော်လာဘနော်အလာဘလက်မရဘူးနော်အကုသိုလ်နဲ့ပဲဖြစ်ဖြစ်နော်တမာရီဝါကြကြနဲ့ကုသိုလ်နဲ့ပဲဖြစ်ဖြစ်လက်တွေမရခဲ့ဘူးဆိုလဲနော်ဝမ်းမနဲ့ပါနဲ့တဲ့နော်လောကရန်10ပါးကိုနော်ကြုံတွေ့လာတဲ့အခါမှာဒီလိုအကောင်းဆုံးလောကရန်2ပါးနော်လာဘအလာဘဒီလိုကြုံတွေ့တဲ့အခါမှာဉာဏ်ပညာရှိတဲ့သူတော်ကောင်းတွေကနော်တုံးလုံးမနေပဲနဲ့နော်မိမိလှုပ်တင်လှုပ်ထိုက်တာကိုလှုပ်တယ်နော်မှုမနေဘူးတိခံတယ်မတုံမလှုပ်โอเคယတအာယတနော်အချွေရံများခြင်းအချွေရံနေခြင်းမိမိနော်စက်ဆံရေးတွေကောင်းတယ်သင်္ကားတရား4ပါးရှိတယ်သင်္ကားတရား4ပါးရှိလို့ရှိရင်နော်တဏ္ဍာကြီးပေးကမ်းဆွန်ကျဲမယ်ချိုးသားစကားတွေဆိုမယ်မူချင်းတွေလုံးမယ်တန်းတူဆက်တတ်မယ်ဒီလိုစက်ဆံရေးတရား4ပါးရှိတဲ့လူနော်အချွေရံများတယ်လေနော်အချွေရံနေတဲ့လူကြတော့စက်ဆံရေးတရား4ပါးမရှိတဲ့လူကြအချွေရံနေတယ်အဲ့လိုကိုကအတိတ်ကလည်းဒီစက်ဆံရေးတရား4ပါးထဲမှာပါတဲ့အာမျိုးတွေဒါနမှုသီလမှုတွေနော်ကိုယ့်ရဲ့လူမှုတမ်းမှုတွေမလုပ်ခဲ့ဘူးကိုမှဒေါသကြီးတယ်ဆိုရင်အချွေကိုနားမှာဘလို့မကတ်ဘူးလေအချွေရံမများတဲ့အခါစိတ်မညစ်နဲ့တဲ့ပြစ္ဆကဘဝမှာအချွေရံမများတဲ့အခါနော်ကိုကအချွေရံများအောင်လုပ်တင်လုပ်ထိုက်တာပဲလုပ်နေမတုံလို့အချွေရံများခြင်းကိုလည်းဂရုမစိုက်ဘူးအချွေရံနည်းခြင်းကိုလည်းဂရုမစိုက်ဘူးဉာဏ်ပညာရှိသူတော်ကောင်းတွေကမတုံမလို့ပဲနဲ့သိခံပြီးတော့နော်ယတအာယတကိုလည်းမတုံမလို့ပါဘူးတဲ့နော်နေန္ဒနော်ပတန်တကဲ့ရဲ့ခြင်းချီးမွမ်းခြင်းကဲ့ရတယ်နော်ကဲ့ရဲ့ခံရတယ်မိမိကကောင်းတာကြီးလုပ်နေပြီလေအတိတ်ဘဝသူများကိုကဲ့ရဲ့ခဲ့လို့ကိုယ်ကိုကဲ့ရဲ့မှာပဲနော်မိမိကကောင်းတာကြီးလုပ်လို့ကိုယ်ကိုချီးမွမ်းတယ်နော်မြောက်မနေနဲ့မြောက်အောက်ခြေလွတ်မသွားနဲ့ချီးမွမ်းတာကဲ့ရတာတွေကကိုယ်လုံးမဟုတ်ဘူးကိုယ်လှုပ်တင်လှုပ်ထိုက်တာလို့နော်ကိုယ့်ရဲ့သီလသမာဓိပညာနော်သိက္ခာ3ရပ်အကျင့်များကိုပဲကျင့်နေနော်ကံဉာဏ်ဝိရိယပဲစိုက်နေကိုယ်လှုပ်တင်လှုပ်ထိုက်တာတွေလုပ်နေနော်တရားတော်နဲ့အညီတရားများတာခြင်းတွေလုပ်နေဒါဆိုလို့ရှိရင်ယူဆိုင်တာမလို့ဘူးသိခံနေနော်နေန္ဒပတန်တโอเคချီးမွမ်းခြင်းအကဲ့ရဲ့ခြင်းချီးမွမ်းခြင်းဒုက္ခဒုက္ခနဲ့ချမ်းသာခြင်းဆင်းရဲခြင်းမိမိကဒါနမှုတွေများခဲ့တယ်ဟောစာပြည်သူတွေချမ်းသာတယ်ကိုကသမထဝိပဿနာတွေပွားတယ်စိတ်ချမ်းသာမှုတွေ